ဟိုရှိကတပြေညိုဆိုတဲ့ရွာလေးတစ်ရွာရှိပါတယ်။အဲ့ဒီရွာမှာစိတ်သဘောထားနူးညံ့တဲ့ဖိုးထောင်ဆိုတဲ့လူငယ်လေးတစ်ယောက်ရှိတယ်။သူကဆင်းရဲပေမဲ့ရွာထဲမှာအကူအညီလိုတဲ့သူရှိရင်ရှေ့ဆုံးကရောက်တတ်သူပါ။တစ်နှစ်မှာတော့တပြေညိုရွာလေးဟာအဆိုးရွားဆုံးမိုးခေါင်ရေရှားမှုကိုကြုံတွေ့ရပါတယ်။လယ်ကွင်းတွေအကွဲကုန်ပြီးရွာဦးကရေကန်ကြီးလဲခန်းလူနီးပါးဖြစ်သွားတယ်။ရွာသားအလုံးရေကိုအလူရက်ခတ်ယူကြရင်စိတ်တူဒေါသထွက်နေကြတာပေါ့။တနေ့မှဖိုးထောင်ဟာရွာနဲ့ဝေးတဲ့တောဆက်နာကိုထင်းခွေသွားရင်ကြောက်ဆောင်တစ်ခုကြားကထွက်နေတဲ့ရေထွက်ပေါက်လေးတစ်ခုကိုတွေးလိုက်ရပါတယ်။အဲ့ဒီရေဟာကြည်လင်နေပြီးတအိမ်အောင်စာကောင်းကောင်းလောက်တဲ့ပမာဏရှိတယ်။ဖိုးထောင်ဝမ်းသာသွားတယ်။ဒီရေကိုသာငါတယောက်တည်းခတ်သွားရင်ငါမိသားစုအတွက်အေးအေးဆေးဆေးပဲလို့အစပိုင်းမှာတွေးမိခဲ့တယ်။သူရေခတ်ဖို့ပြင်နေတော့မှရွာထဲကအဖွားအိုတယောက်ရေမရလို့ငိုနေတာကလေးငယ်လေးတွေရေငက်လို့နှက်ခမ်းတွေခြောက်နေတာတွေကိုမြင်အောင်လာပါတယ်။ငါမှရေရှိနေပြီးသူတို့မှမရှိရင်ငါပိုက်ဝနေလဲငါစိတ်ကဆာလောင်နေမှာပဲ။အဲ့ဒီလိုကိုချင်းစာစိတ်ဝင်လာတဲ့ဖိုးထောင်ဟာသူတွေ့ထားတဲ့ရေထွက်ပေါက်ကိုတကူကောင်းမဆန်ပဲရွာကိုပြန်ပြီးလူတွေကိုအကြောင်းကြားခဲ့ပါတယ်။ရွာသားတွေကအစပိုင်းမှာတော့မယုံကြဘူး။ရေရှားနေတဲ့အချိန်ဒီကောင်ငါတို့ကိုလှည့်စားနေတာလားလို့တောင်ထင်ကြသေးတယ်။ဒါပေမဲ့ဖိုးထောင်ခေါ်သွားတဲ့နေရာကိုရောက်တဲ့အခါရေထွက်ပေါက်လေးကိုတွေ့ပြီးအားလုံးဝမ်းသာသွားကြပါတယ်။အံ့ဩဖို့ကောင်းတာကလူတွေအားလုံးကိုချင်းစာစိတ်နဲ့တန်းစီပြီးတယောက်တစ်လက်ခတ်ယူကြတဲ့အခါအဲ့ဒီရေထွက်ပေါက်လေးဟာခမ်းမသွားပဲပိုပြီးတောင်ထွက်လာပါတော့တယ်။ဒီပုံမြင်လေးကပေးခြင်းတဲ့သင်ခန်းစာကတော့မိမိကိုယ်တိုင်ရဲ့လိုအပ်ချက်ထက်တပားသူရဲ့အခက်အခဲကိုစာနာနားလည်ပေးခြင်း empathy ဟာအခက်အခဲဆုံးအချိန်မှာတောင်ငြိမ်းချမ်းမှုကိုဆောင်ကျဉ်ပေးနိုင်တယ်ဆိုတာပါပဲ။